သေးကွင်းနေတဲ့အချိန်ဆိုတာဘဝရဲ့အမှောင်ထဲမှာလမ်းပြောင်းနေတယ်လို့ပါပဲဒါပေမဲ့ဒီလိုအချိန်မျိုးမှာအကောင်းဆုံးလှုပ်ဆောင်နိုင်တဲ့အရာတစ်ခုကခရီးထွက်လိုက်ဖို့ပါဘာကြောင့်ခရီးထွက်တဲ့နာလဲအသစ်တွေကအာယုံတွေပြောင်းပြီးရယ်နေရာသစ်လူသစ်တွေနဲ့ထိတွေ့တဲ့အခါစိတ်ထဲကနာကျင်မှုတွေဖယ်ရှားပြီးဖို့ပိုလွယ်ကူသွားပါတယ်ဘဝကပိုကျပြန့်ကြောင်းလဲသိလာမယ်နင်းထင်တာထက်ကဘာကြီးကပိုကျပြန့်ပါတယ်အသေးကွဲတာထက်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေအများကြီးရှိပါသေးတယ်ကိုပြန်ရှာဖွေဖို့အခွင့်အရေးလဲရလာမယ်တယောက်တည်းခရီးထွက်တဲ့အခါကိုယ်စိတ်ကိုပုံနာလည်လာပြီးတော့ကိုယ့်အတွက်ပိုအရေးပါတဲ့အရာတွေပြန်သတိရစီပါတယ်အဲ့ဒီလူကတကယ်အရေးမပါဘူးဆိုတာကိုသိလာမယ်ခရီးထွက်ပြီးကဘာကြီးရဲ့အလှတရားတွေတွေ့မြင်ရတဲ့အခါမှာငါဒီလောက်နာကျင်ဝမ်းနေပြီးငိုနေရတော့မှဘာမှမထူးခြားလာပါလားဆိုတာကိုသဘောပေါက်လာလိမ့်မယ်အသေးခွဲနေတဲ့အချိန်ကဘဝကိုပြန်လည်စတင်မှုအတွက်အခွင့်အရေးတစ်ခုပါ